ငါးကြီးအန်ဖတ်ဆိုတာတကယ်တော့ဝေလငါအမျိုးအစားဖြစ်တဲ့စပမ်ဝေးတဲ့အစာအိမ်နဲ့ဦးလန်းကြောင်းတွေကနေထွက်လာတဲ့အနစ်အစီခဲဖြစ်ပါတယ်။သူ့ကိုပင်လေပင်ရဲ့ရွှေပြူလို့လည်းတင်စားခေါ်ပေါ်ကြပါတယ်။ငါးကြီးအန်ဖတ်ရဲ့အဓိကကောင်းကျိုးနဲ့အသုံးဝင်ပုံတွေကိုအောက်တွင်ဖော်ပြပေးလိုက်ပါတယ်။တစ်ရေမွေးလုပ်ငန်းတွင်ကဖိုးတန်ခြင်းဒါဟာငါးကြီးအန်ဖတ်ရဲ့အဓိကအကျဆုံးအသုံးဝင်မှုပါ။အနံ့ထင်းညှိပြီးခြင်း fixativeရေမြွေးလက်မှာပါတဲ့တခြားအနံ့သက်တွေကိုအငွေ့ပြန်မသွားအောင်ထိန်းထားပေးနိုင်ပြီးအနံ့ကိုကြာရှည်ခံစေပါတယ်။ထူးခြားသောအနံ့လက်ဆက်ဆက်ထွက်လာခြင်းမှာအနံ့မကောင်းပေမဲ့ပင်လေရေထဲမှာနှစ်အတော်ကြာမျောပါလာတဲ့အခါမှာတော့ဆွဲမခွဲကောင်းတဲ့မြေနံ့တစ်တာနံ့လိုမျိုးထူးခြားတဲ့အနံ့ကိုရရှိစေပါတယ်။နှစ်ဆေးဘက်ဆိုင်ရာအထုံးဝင်မှုရှေးအောင်တိုင်ရင်ဆေးပညာအထူးသဖြင့်အာရပ်နဲ့တရုတ်ဆေးပညာတွေအသုံးပြုကြပါတယ်။အာယုံကြောအားကောင်းစေခြင်းစိတ်ဖိစီးခြင်းလျော့ချရန်နဲ့အာယုံဆိုင်ရာယောဂအချို့အသုံးပြုခဲ့ကြသည်နှလုံးကျန်းမာရေးအချို့သောတိုင်းရင်းဆေးများမှာနှလုံးအားကောင်းစေရန်ဖော်ဆက်အသုံးပြုကြသည်လိမ်မိုင်းဆိုင်ရာစွမ်းရည်မြင့်တင်အရှိအလဲပိုင်းနိုင်ငံအချို့မှာလိမ်စွမ်းအားမြင့်တင်တဲ့အတွက်အသုံးပြုသည့်အလေးအထားရှိသည်၃အစားအသောက်နှင့်ယဉ်ကျေးမှုအရသာထူးကဲစေခြင်းရှေးခေတ်ဥရောပတွင်ဥအစားအစာများနဲ့အချိုရည်အချို့မှာအရသာထူးကဲစေရန်ငါးကြီးအန်ဖတ်ကိုအနှဲငယ်ချစ်ထက်သည့်စားသုံးခဲ့ကြပူပါတယ်။နန္တာပေါင်းအချို့သောဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများမှာအလွန်မှွေးကြိုင်သောနန္တာပေါင်းအဖြစ်မီးရှို့အသုံးပြုကြပါတယ်။တတိပြုရမယ့်အချက်ငါးကြီးအန်ဖတ်ဟာတဘာဝအတိုင်းဝေလငါးကနေစွန့်ထုတ်ပြီးမှပင်လေကမ်းခြေကိုရောက်လာတာကိုရှာဖွေတွေ့ရှိရတာဖြစ်လို့အလွန်ရှားပါးပြီးဈေးနှုန်းအလွန်ကြီးမားပါတယ်။ယခုအခါမှာတော့ဒရိစံကာကွယ်ရေးဥပဒေတွေကြောင့်နိုင်ငံအတော်များများမှာဓာရဗေဒနီးနဲ့ထုတ်လုပ်တဲ့အနံ့တို့ synthetic ambergris ကိုပဲအစားထိုးအသုံးပြုနေကြပါပြီ။အကြံပြုချက်တင်ဟာငါးကြီးအန်ဖတ်ကိုဆေးအဖြစ်သုံးစွဲဖို့စိတ်ဝင်စားတာဆိုရင်ခိုင်လုံတဲ့ဆေးပညာရှင်တွေနဲ့အရင်တိုင်ပင်ဖို့လိုအပ်ပါတယ်။